အားလုံးပဲမင်္ဂလာပါဒီနေ့ပြန်လည်ပြရရှင်တဲ့ကြောင်းအရာလေးကတော့ကျွန်တော်ဖုန်းတွေမှန်ကြောင်ပြီးတော့စက်ပိတ်လို့မရတဲ့ပြဿနာကိုကျွန်တော်ဘယ်လိုဖြေရှင်းရမလဲဆိုတော့ပြန်လည်ပြပေးတာဖြစ်ပါတယ်ပေါ့နော်ကျွန်တော်ဖုန်းတွေကဖုန်းစက်ပိတ်တဲ့အခါပေါ့နော်ဖုန်းစက်ခရင်ကလည်းကျွန်တော်ထိလို့မရဘူးပေါ့နော်ဖုန်းစက်ခရင်ကတုံးလို့မရဘူးဖုန်းမှန်ကလည်းမပြတ်ဘူးပေါ့နော်ကျွန်တော်အဲ့လိုဖြစ်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီဖုန်းစက်ပိတ်လိုက်မှဆိုလို့ရှိရင်ဒီ error ကပြန်ကောင်းနိုင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီဖုန်းကိုကျွန်တော်ဖုန်းဆက်ပေးဖို့နဲ့ကျွန်တော်ပုံမှန်တိုင်းဆိုလို့ရှိရင်တော့ကျွန်တော်ဖုန်းရဲ့ power clock ကိုကျွန်တော်ဖိလိုက်မှဆိုလို့ရှိရင်ပေါ့နော်ဒီလိုမျိုးကျွန်တော်ဖုန်းဒီ power ပိတ်မဲ့ဒီဘောလေးပေါ်တာပေါ့နော်ကျွန်တော်ကဒီဘာနေတဲ့ခါမှာကျွန်တော်ကနှိပ်လို့မရတဲ့ခါမှာကျွန်တော်ကဖုန်းက power ပိတ်လို့မရတော့ဘူးပေါ့နော်အဲ့လိုဖြစ်တယ်ဆိုလို့ရှိရင်ကျွန်တော်ဒီဖုန်း power ပြန်ပိတ်ချင်တယ်ဆိုလို့ရှိရင်ဖုန်းမှန်ကိုကျွန်တော်ကမသုံးဘဲနဲ့မှဒီလိုမျိုးခလုတ်လေးနဲ့ကျွန်တော်ကဘယ်လိုမျိုး power ပိတ်ရမလဲဆိုတာကိုပြန်လည်ပြပေးတာပဲဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်ဖုန်းအမျိုးအစားလိုက်ပေါ့နော်ကျွန်တော်တို့ကပြုတ်လုတဲ့နီလာလေးမတူပါဘူးပေါ့နော်အခြားဒီ Redmi ဖုန်းတွေကြတော့ကျွန်တော်ကတစ်မျိုးပေါ့နော်ဒီ Samsung တို့ Oppo Vivo ဖုန်းတွေကြတော့ပုံတစ်မျိုးပေါ့နော်ကျွန်တော်တို့ကနှစ်မျိုးစမ်းပေးရဖြစ်ပါတယ်ပေါ့နော်တစ်မျိုးနဲ့မရကြတော့တစ်မျိုးစမ်းပေါ့နော်အရင်အစောနေနဲ့ကျွန်တော်တို့ကဘယ်ဟာကိုကျွန်တော်စမ်းမလဲဆိုလို့ရှိရင်ပေါ့နော်ဒီ power ခလုတ်ရှိမယ်ဒီအပေါင်းခလုတ်နဲ့ဒီအနှုတ်ခလုတ်ပေါ့နော်ကျွန်တော်ဒီခလုတ်နှစ်ခုကိုကျွန်တော်ကအသုံးပြုရဖြစ်ပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီမှာ power ခလုတ်နဲ့ဒီအနှုတ်ခလုတ်ကိုကျွန်တော်အရင်ဆုံးပူးပြီးတော့မှကျွန်တော်နှိပ်ပြရဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဒီ power ခလုတ်နဲ့ကျွန်တော်ကဒီအပေါ်ဆုံးကအပေါင်းခလုတ်ကိုကျွန်တော်အရင်ဆုံးတပြိုင်တည်းပေါ့နော်ကျွန်တော်ပူးပြီးတော့မှကျွန်တော်နှိပ်ပြရမှာဖြစ်ပါတယ်ကျွန်တော်အဲ့လိုဖြစ်တယ်ဆိုလို့ရှိရင်ကျွန်တော်ကပြန်ပြီးတော့ကြိုးစားပြီးကျွန်တော်နှိပ်ပြီပေါ့နော်ဒီလိုပိတ်ကြပါပြီဆိုလို့ရှိရင်ကျွန်တော်ပြန်ပြီးတော့လက်ပြန်လွတ်လိုက်ပေါ့နော်ဒါဆိုလို့ရှိရင်တော့ကျွန်တော်ကအခုကျွန်တော် video phone နဲ့ကျွန်တော်ပြပေးတာဖြစ်ပါတယ်ပေါ့နော် video phone မှာဆိုလို့ရှိရင်တော့အခုနကကျွန်တော်နှိပ်တဲ့အတိုင်းပေါ့နော် power clock နဲ့အပေါင်း clock ကိုကျွန်တော်ကပူးပြီးနှိပ်ပါတယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးကျွန်တော်နှိပ်မရဘူးဆိုလို့ရှိရင်ဒီ power clock နဲ့ပေါ့နော်အနှုတ် clock ကိုကျွန်တော်ပူးနှိပ်ပါပူးနှိပ်ပြီးတော့မှကျွန်တော်ကဒီဖုန်း power ပြန်ပိတ်သွားပြီဆိုလို့ရှိရင်လက်ကိုကျွန်တော်လှုပ်ပေးလိုက်ပေါ့နော်အဲ့လိုမျိုးကျွန်တော်လှုပ်ပေးလိုက်မှဆိုလို့ရှိရင်ဒီလိုမျိုး power ပိတ်တူပါတယ်ပေါ့နော်ဖုန်းမှန်ကိုမသုံးဘဲတော့ကျွန်တော် power ပိတ်သွားလိမ့်မယ်ပြီးရင်ပြန်ပွင့်လာမယ်ဆိုလို့ရှိရင်ပုံမှန်တိုင်းပြန်သုံးလို့ပြုရပါပြီပေါ့နော်အဲ့တော့ကျွန်တော်ရဲ့ဖုန်းရဲ့ power ပိတ်တဲ့အခါဒီလိုမျိုးဖုန်းမှန်ကိုမသုံးဘဲတော့ပေါ့နော်ကျွန်တော်ဖုန်းကို power ပိတ်ချင်တယ် power ပိတ်လို့ရအောင်ဘယ်လိုလုပ်ရမလဲဆိုတာပေါ့နော်ဒီနီလိုင်းအပြင်တကယ်ရင်းသိရအောင်ပေါ့နော်ပြန်လိုက်ပြပေးတာပဲဖြစ်ပါတယ်ပေါ့နော်